ညီမလေးအားလုံးအော်ကြည့်ပါလားဝယ်သူလည်းတရားမှမလာကြသေးဘူးဇင်းကောင်းမပေါက်ဘူးမင်္ဂလာမစားမယ်မင်္ဂလာပါအဲ့ဒါဘာစားမလဲဒီဘာစားမလဲနင်းရွေးလိုက်ငါရှင်းလိုက်မယ်ကြည့်တယ်နော်အေးဘိုင်းတစ်လုပ်ပေးထားတာနော်ညီမလေးစိတ်ကယူလို့ရတယ်ညီမလေးကလေဒီကိမ့်မုံနဲ့စိတ်ရယ်ဒီမလေးဟိုလေအမောက်လေဟိုတေချာလေးပြန်ပြပေးပါလားကိမ့်မုံကနှစ်စိတ်အကုန်လိုက်ပါလားရှော့ပေးလိုက်မယ်လေအကုန်လုံးယူလိုက်နော်ရှော့ပေးလိုက်မယ်အမဟုတ်တော့ညီမလေးပြီးတော့ဒီဟာလေးဒါလေးနော်ဒါလေးရယ်ဒိုးနက်ရယ်ဒိုးနက်နော်ဒီဒိုးနက်လေးနော်ညီမလေးဒိုးနက်လေးရယ်နောက်တော့ဒီဟာရယ်ဒါလေးရယ်နောက်တော့ညီမလေးပြရပဲဒါလေးလည်းကောင်းမယ်ထင်တယ်ဒါလေးလည်းယူလိုက်မယ်ကုန်လို့လားကုန်နေပြီးတာပဲငါတို့စားနေပါဟုတ်ကဲ့တော့စားနော်ညီမလေးချီးစုပါအမညီမလေးပါစားမလဲကဲတော့တစ်စိတ်ပဲပြီးနော်ပြီးဖို့မှာတစ်စိတ်တစ်စိတ်လဲနော်နောက်တော့ညီမလေးချောကလက်ဒူနဲ့ဒီလိုလေးကိုလာလာချင်းအတူတူလောက်မှာနော်စားရမဲလိုက်ကြက်ညီမလေးချက်ဖတ်လို့လို့အများကြီးစားနိုင်ဒါကိုရမပြန်ပါနော်ဟဲ့ကုန်အောင်စားနော်ငါကုန်တယ်နည်းနည်းလေးနည်းမဲ့အဲ့လိုကုန်လို့လားကုန်ငယ်ငါအများကြီးစားတယ်နည်းလိုမျိုးမဟုတ်ဘူးခဏကိုကြည့်ပြီးစားရတယ်အဲ့ဒီစားရတာမစိုးဘူးအာဖိုက်ကတော်တော်တင်းသွားရင်အဲ့တခုပဲကျန်တော့တော့နင်းရလဲနင်းရငါမစားနိုင်တော့ဘူးဟာလေအမဒီဥစ္စာလေးပါဆယ်လေးထုတ်ပေးပါလားဒါကိုအကုန်လုံးစားပြီဒါကိုပါစထုတ်ရပါညီမလေးအားလုံးအော်ကြည့်ပါလား